မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်ပေါ့နော်တုံးရစာအတွင်းမွေးပတ်တီးနဲ့ကျွန်တော်ဒီမွေးတုံးကွက်ကိုကျွန်တော်ပြပြတော့မှာဖြစ်ပါတယ်ဆိုက်ကကျတော့ကျွန်တော်ဒီမှာလေးကိုကြည့်လိုက်ပေါ့နော်ကျွန်တော်ဒီအပြရောင်လေးမှာဆိုရင်ကျွန်တော်တို့ဒီပိုင်ပတ်တီးပေါ့နော်ကျွန်တော်အနီရောင်လေးမှာဆိုရင်ကီပေါ့နော်ကျွန်တော်ဒီမှာဆိုရင်အပြရောင်လေးကိုကျွန်တော်တို့အရင်ကြည့်မယ်ပေါ့နော်6 4 8ကိုကျွန်တော်ပေါင်းချင်းမှာဆိုရင်8ပိုင်ပေါ့နော်ကျွန်တော်ဒီအနီရောင်လေးမှာဆိုရင်ကျွန်တော်ဒီ6 4ခွန်ပေါင်းချင်းမှာဆိုရင်ကျွန်တော်တို့ခွန်နှစ်တုံညပေါ့နော်ခွန်ရဲ့ပါဝါခွန်ရဲ့နှက်ခတ်ဆိုပြီးတော့ခွန်နှစ်တုံညကိုယူကြတော့ပေါ့နော်ဒီတုံလုံးပေါ့နော်ကျွန်တော်ဒီ8ခွန်8နှစ်8တုံညဆိုပြီးတော့ကျွန်တော်ဒီမှာဒီအောက်တုံပြီးမှာကြည့်လိုက်ပေါ့နော်အပေါ်ဆုံးကြောင်းမှာဆိုရင်ခွန်8ဆိုပြီးတော့ထွက်ခဲ့တယ်ပေါ့နော်ခွန်8ဆိုပြီးတော့ထွက်ခဲ့တဲ့အတွက်ကျွန်တော်ဒီမွေးကန်းထွက်တယ်ပေါ့နော်အဲ့လိုပုံစံကျွန်တော်ဒီအပေါ်တစ်ခုနဲ့ကျွန်တော်အောက်တစ်ခုပဲကျွန်တော်ပြတ်တော့မယ်ကိုပါတာကိုစကွန်ရှော့ပြီးတော့ရှာကြည့်လိုက်ပေါ့နော်အလယ်မှာကျတော့ကျွန်တော် site ကတော်တော်လာပါတယ်ကျွန်တော်ဒီ site အတိုင်းဆိုကျွန်တော်ဒီမွေးတက်ကွက်ကောင်းပဲပေါ့နော်ကျွန်တော်ဒီ4 9 6ပေါင်းချင်းမှာဆိုရင်ကျွန်တော်ဒီ9ပေါ့နော်9ပိုင်ပေါ့နော်အောက်ဆုံးပါပေါ့နော်ကျွန်တော်ဒီနှစ်9 8ပေါင်းချင်းမှာဆိုလဲပဲကျွန်တော်ဒီ9 4 6ကြီးပဲပေါ့နော်ကျွန်တော်ဒီတုံးရအတွင်းပေါ့နော်ပိုင်ပတ်တီးမှာဆိုရင်ကျွန်တော်ဒီ9ပိုင်ပတ်တီးလေးပေါ့နော်9ပိုင်ပတ်တီးလေးကျွန်တော်ဒီမွေးတုံးကွက်မှာဆိုရင်ကြတော့ကျွန်တော်ဒီ9 4 6ကြီးနဲ့ကပ်မှာပေါ့နော်ကျွန်တော်ဒီ9 9 9 4 9 6ပေါ့နော်ကျွန်တော်ဒီတုံးကွက်ကိုမွေးပါကျွန်တော်တို့ဒီတပတ်ဟိုတုံးရစာအတွင်းပေါ့နော်တစ်ကွက်ကောင်းမဲ့မွေးချင်တဲ့သူများပေါ့နော်ကျွန်တော်ဒီကိုအပူတစ်ကွက်ကိုမွေးပါကျွန်တော်ကိုအပူပေါ့နော်တော်တော်လေးကောင်းပါတယ်ဆိုက်ရတော်တော်လာပါတယ်โอเคပါကျွန်တော်ဒီလေးလုံးအပီးခွေပေါ့နော်လေးလုံးအပီးခွေဓမ္မတွေကကြတော့ကျွန်တော်ဒီ6 4 6ပေါ့နော်6 4 6တစ်ပေါ့နော်ကျွန်တော်တစ်တုံးထက်ထည့်တယ်ပေါ့နော်လေးလုံးအပီးခွေမလို့ပေါ့နော်ကျွန်တော်ဒီ6 4 6တစ်ကိုကျွန်တော်ဒီတုံးရစာအတွင်းမွေးပါโอเคပါဒါကြတော့ကိုကြိုက်တာလေးကိုယူမွေးလို့ရပါတယ်ပတ်တီနိုင်ပတ်တီမွေးပေါ့နော်မွေးကွက်နိုင်မွေးကွက်မွေးပါကျွန်တော်ဒီတစ်ကွက်ကောင်းပဲမွေးချင်တယ်ဆိုရင်တော့ကိုအပူကိုပဲမွေးပေါ့နော်ကိုကြိုက်တာလေးကိုရွေးပြီးတော့ကစားလို့ရပါတယ်အားလုံးခံကောက်ပါစီဗျာ